ကိုရီးယားရဲ့လူကြိုက်များခဲ့တဲ့ရှင်းနေဇလန်တွေများနံပါတ်1 Vincent Soဒီဇက်ကလေးကတော့2023ခုနှစ်က TVN နဲ့ Netflix ရုပ်သံလိုင်းကထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းအနေနဲ့20တိပါရှိတဲ့အရှင်ကံပတီလောဒမာလေးဖြစ်ပြီးတော့ကဘာတဝမ်းအရန်ရေပန်းစားခဲ့တဲ့ကိုရီးယားဇလန်တွေလေးတစ်ခုပါမင်းသားဆောင်းညုံကြီးရောမင်းသမီးဂျွန်ရောပြင်ရောကရိုက်တာနဲ့အရန်မှာလိုက်ဖက်ပြပြီးတော့အတွင်းကြီးတရုပ်ဆောင်ပြနိုင်ခဲ့တဲ့အထီကိုကောင်းတဲ့ဇလန်တွေလေးပါဒီဇက်ကကျန်းတဲ့အခန်းဆိုရင်လည်းအရန်ကျန်းပြီးတော့ရေရတဲ့အခန်းဆိုရင်လည်းဦးတောက်ရေရတာကြောင့်လူကြိုက်များစေခဲ့ပါတယ်အသက်ရှင်နေရမှာပတ်ဂျိုဟောဟာအီတလီနိုင်ငံမှာမွေးစားခံခဲ့ရပါတယ်နောက်ပိုင်းမွေးစားမိဘတွေမတော်တဆတည်ဆုံးသွားပြီးတဲ့နောက်မှာတော့သူဟာအီတလီမာဖီးယားဂိုင်းတွေကိုဝင်ရောက်လာခဲ့ပါတယ်။ဂိုင်းကောင်းဆောင်ကသူ့ကိုတားလို့ချစ်ခင်ပြီးတော့ဝင်းဆန်ဆိုကာဆာနိုဆိုပြီးတော့နာမည်ပြောင်းပြီးကဂိုင်းရဲ့ရှင်းနေအနေအကြံပေးအဖြစ်ပညာသင်ကြားပေးခဲ့ပါတယ်။ခေါင်းဆောင်တည်ဆုံသွားတဲ့အခါမှာတော့သူ့ရဲ့သားရင်းကမနာလိုစိတ်တကြောင်ဝင်းဆန်ဆိုကိုတတ်ဖို့ကြံစီပါတော့တယ်။ဒါကြောင့်ပဲဝင်းဆန်ဆိုဟာကိုရီးယားနိုင်ငံသူ့မွေရဲ့မြေကိုပြန်လာခဲ့ပါတယ်။ကိုရီးယားကိုပြန်လာရတဲ့အဓိကရည်ရွယ်ချက်ကတော့ဂွမ်ကာပလာဇာမှာအဆောက်အဦအောက်ထပ်မှာပုံကွယ်ထားတဲ့ရွှေ1.5 တန်းတန်ကိုစီးပွားရေးတရုတ်သမားတယောက်ကနဲ့အတူဖွက်ထားခဲ့တာကိုပြန်ရယူဖို့ပါ။ဒါပေမဲ့အဆောက်အဦကိုဘေဘယ်ဂရုဆိုတဲ့အင်အားကြီးကုမ္ပဏီရဲ့လက်အောက်ခံကုမ္ပဏီကတရားမဝင်သိမ်းယူထားပါတယ်။ဂွမ်ကာပလာဇာမှာနေထိုင်နေတဲ့ရှုပ်ထွေးတဲ့အင်ရှင်တွေစိုင်းပိုင်ရှင်တွေနဲ့တွေ့ဆုံရင်းနဲ့ဗင်ဆန်ဆိုဟာပုံချရောင်းဆိုတဲ့ရှင်းနေမင်းကလေးနဲ့ပူးပေါင်းလိုက်ပြီးတော့သူတို့နှစ်ယောက်ကဘေဘယ်ဂရုရဲ့မတရားမှုတွေလက်ပေးလက်ယူအကျင့်ပြတ်ချစားမှုတွေကိုပါပေါ်ထုတ်ပြီးတော့ရင်ဆိုင်တိုက်ပွဲဝင်ကြမယ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်။အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းသားဆောင်ဂျုံကီဘယ်နမီဂျွန်ရောပင်းနဲ့ချာနာမီကြီးတရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဝေဒီနေနဲ့ကတော့ INDB 8.40 ရရှိတာတဲ့နာမည်ကြီးဇလန်တွေလေးပဲဖြစ်ပါတယ်။နံပါတ်2 Extraordinary Atanivoဒီဇက်ကလေးကိုတော့2022ခုနှစ်က EFA ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းပါရှိမှဖြစ်တဲ့တောင်ကိုရီးယားရဲ့ရေပန်းစာအမိမှုများစွာရခဲ့တဲ့ရှင်းနေတော်မှာဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်။အင်နီမီပန်အန်ပင်းရဲ့တရုပ်ဆောင်မှုတွေကအယံမှာပြည်ပင်ပြီးတော့ကောင်းမလွန်းတာကြောင့်အယံကမှလူကြိုက်များခဲ့ပါတယ်။တက်ကညံရီထက်မြက်ပြီးတော့အော်ဒဇင်ဖြစ်နေတဲ့ရှင်းနေမလေးရဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇလန်လေးကတော့ဘိုရောင်ဦးဟာညံရီအလွန်မြင့်မာပြီးတော့ IQ 164ရှိတဲ့အော်ဒဇင်ဖြစ်နေတဲ့ရှင်းနေမလေးတယောက်ပါ။သူရဲ့မှတ်ဉာဏ်ကအလွန်ကောင်းမှုပြီးတော့တစ်ခါဖတ်လိုက်ရင်မမေ့နိုင်တဲ့အရေးချင်းရှိပါတယ်။ဒါပေမဲ့လူမှုဆက်ဆံရေးစိတ်ခံစားနားလည်မှုနဲ့ပြည်စဉ်ဘဝအပြန်အလှန်ဆက်ဆက်မှုမှာအခက်အခဲရှိနေပါတယ်။သူဟာကိုရီးယားမှာပထမဆုံးအလုပ်လုပ်ကင်ခွင့်ရရှိခဲ့တဲ့အော်ဒဇင်ရှင်းနေဖြစ်လာပြီးတော့နာမည်ကြီးရှင်းနေရုံတစ်ခုမှာအလုပ်ရသွားပါတယ်။လုပ်ခွင့်မှာခွဲခြားဆက်ဆက်မှုနားမလည်မှုတွေနဲ့တွေ့ကြုံရမယ့်ရောင်ဦးကသူ့ရဲ့ထူးခြားတဲ့အမြင်နဲ့ဉာဏ်ရည်ကိုအသုံးချကရှုပ်ထွေးတဲ့တရားရုံးကိစ္စတွေကိုဘယ်လိုမျိုးနီးလန်းနေနဲ့ဖြည့်ရှင်းသွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကြည့်ရမယ်။ခလန်တွေကောင်းလေးပဲဖြစ်ပါတယ်။အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသမီးပန်အန်ဘင်းနာကန်တေဟိုတို့ပြင်နာမည်ကြီးတရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဝေဒီနေနဲ့ကတော့ INDB 8.5 ကြီးအောင်ရရှိခဲ့တဲ့လူစိတ်ဝင်စားမှုများခဲ့တဲ့ဇလန်တွေလေးပဲဖြစ်ပါတယ်နံပါတ်3 Lawless Lawyerဒီဇက်ကလေးကတော့2018ခုနှစ်က TVN ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းပါရှိမှဖြစ်တဲ့တောင်ကိုရီးယားရဲ့လူကြိုက်များခဲ့တဲ့ Action Law ဓမ္မဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ဒီဇက်ကမှာတခုထူးခြားတာကတော့မင်းသားလီဂျွန်ကီဟာရှင်ကန်းတွေကိုပါတေချာလေးရိုက်ထားတာကြောင့်လူပြောများခဲ့ပါတယ်ဒီဇက်ကရှင်းနေဇလန်ကြီးပဲမဟုတ်ဘဲနဲ့အရန်မိုက်တဲ့ Action ကန်းတွေနဲ့မို့တော်တော်လေးမှကြီးလို့ကောင်းတဲ့ဇက်ကားလေးပါဇလန်လေးကတော့ဘုံစံဘီဟာငငယ်ကမိခင်နဲ့အတူနေခဲ့ရတဲ့ကလေးတစ်ယောက်ပါသူမိခင်ကလူခွင့်ရင်ရှိနေတစ်ယောက်ဖြစ်ပြီးတော့မြို့တော်မှာအရန်လေးစားခံခဲ့ရတဲ့တရားသူကြီးချာမွန်စောနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုကိုလက်ခံကင်တွယ်ခဲ့ပါတယ်ညတွင်းမှာပဲစံပီကသူမိခင်ကိုချာမွန်စောရဲ့လက်ပါစီအင်အားကြီးကုမ္ပဏီ CEO ဖြစ်နေတဲ့အဲဟိုဂျူကတပ်ဖြတ်တာကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါတယ်။နောက်ပိုင်းစံပီကဂိုင်းစတာဘွားကိုစွန့်လွတ်ပြီးတော့ရှင်းနေဖြစ်လာခဲ့ပါတယ်။ session နှစ်ကြာပြီးတဲ့နောက်မှာတော့သူ့မူရဲ့မြစ်ကိုပြန်လာပြီးတော့ချင်းငွေအတိုးစားလုပ်ငန်းတစ်ခုကိုတင်ယူကရှင်းနေရုံတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့မိခင်ရဲ့အသက်ခံရမှုအတွက်လက်စာချီရန်နဲ့အာဏာအလွန်ကျွံဂိုင်းဆဲထားတဲ့လူတွေကိုတရားမျှတမှုရှိမှရင်ဆိုင်ဖို့ပါပဲ။ရုံးမှာသူနဲ့အတူပူးပေါင်းလာတဲ့ရှင်းနေဟာဂျီကတော့တရားမျှတမှုကိုအလွန်ယုံကြည်တဲ့မိန်းကလေးတစ်ယောက်ပါ။တရားရုံးမှာတရားသူကြီးတယောက်ကိုရိုက်ခဲ့တဲ့အတွက်ရှင်းနေလိုက်စဉ်ရက်ဆိုင်ထားခံရပြီးတော့သူ့အဖေရဲ့ကြွေးကိုဆက်ဖို့စံဖီရဲ့ရုံးမှာအလုပ်ဝင်လာပါတယ်နောက်ပိုင်းသူတို့နှစ်ယောက်ပူးပေါင်းပြီးတော့အနေရရှိတဲ့တရားရုံးကိစ္စတွေကိုဘယ်လိုမျိုးရင်ဆိုင်သွားကြမလဲဆိုတာကြည့်ရမယ်ဇလန်တွေကောင်းလေးဖြစ်ပါတယ်အလီကာတရုပ်ဆောင်နေနဲ့ကတော့မင်းသားလီဂျွန်ကီမင်းသမီးဆိုယီဂျီနဲ့နာမည်ကြီးတရုပ်ဆောင်များစွာပါဝင်ထားပါတယ်ဝေဒီနေနဲ့ကတော့ INDB 7.60 ရရှိတာတဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်နံပါတ်4 The Devil Jabဒီဇလန်တွေလေးကတော့2021ခုနှစ်က TVN ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းပါရှိတဲ့တောင်ကိုရီးယားရဲ့လူကြိုက်များခဲ့တဲ့ Mr. Trailer ဒရမာလေးပဲဖြစ်ပါဒီဇက်ကားကတခြားရှိနေကားတွေနဲ့မတူဘဲနဲ့ထူးထူးခြားခြားပုံစံနဲ့ရိုက်ကူးထားတာကြောင့်လူစိတ်ဝင်စားမှုများစွာရခဲ့သလိုမင်းသားချီဆောင်နဲ့မင်းသားဂျင်ယောင်းတို့ရဲ့အတွဲညီညီတရုပ်ဆောင်နိုင်မှုတွေကြောင့်လူပြောများစေခဲ့ပါတယ်ဇလန်လေးကတော့အနာဂတ်ကိုရီးယားနိုင်ငံမှာတိုင်းပြည်ဖြူပြဲဖြစ်နေပြီးတော့ပြည်သူတွေကအစိုးရပေါ်ယုံကြည်မှုပျောက်ဆုံးနေချိန်မှာ Live Show ဆိုတဲ့တရားစီစဉ်ရေးအစီအစဉ်တစ်ခုပေါ်လာပါတယ်တရားရုံးကိစ္စတွေကို live
reality show လို့ရိုက်ကူပြီးတော့ပြည်သူတွေအားလုံးကို application တစ်ခုကနေအပြစ်ရှိသူကိုပြစ်ဒဏ်ပေးရမလားမပေးရမလားကိုဆုံးဖြတ်နိုင်အောင်လုပ်ထားပါတယ်။ဂန်ယူဟန်ဟာဒီလိုက်ရှိုရဲ့အဓိကတရားသူကြီးဖြစ်ပြီးတော့သူ့ရဲ့ခန့်ညာတဲ့ပုံစံညင်ရီထက်မှတ်မှုနဲ့ရက်ဆက်စွာပြစ်ဒဏ်ချမှတ်တဲ့ပုံစံကြောင့်ပြည်သူတွေကသူ့ကို Devil Jew လို့နာမည်ပေးလိုက်ကြပါတယ်။ဒါပေမဲ့သူ့နောက်ခွင်မှာတော့လှုပ်ဝက်ချက်ကြီးတစ်ခုကရှိနေပါတယ်။သူ့ကိုစုံစမ်းစစ်ဆေးဖို့အတွက်ရိုးသားတဲ့တရားသူကြီးလူငယ်လေးတစ်ယောက်ဖြစ်တဲ့ကင်ကာအွန်ကိုဆေးလွတ်ထားခဲ့ပါတယ်။ခေါင်းဟာတရားမျှတမှုကိုအလုံးယုံကြည်တဲ့သူတစ်ယောက်ပါနောက်ပိုင်းယူဟန်လှုပ်ရက်တွေကိုနားလည်လာပြီးတော့သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့မကောင်းတဲ့လူတွေကိုဘယ်လိုမျိုးအဖြစ်ပေးသွားကြမလဲဆိုတော့စိတ်ဝင်စားဖို့ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားကြီးဆောင်မင်းသားပတ်ချင်းအောင်နဲ့မင်းသမီးကင်မင်ချောင်တို့ပြင်ချာနမကြီးတရုပ်ဆောင်များစွာပါဝင်ထားပါတယ်ဗီဒီယိုနေ့ကတော့ IMDb 8.2 ထိရရှိထားတဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုပြောပြပေးခဲ့တာကတော့ကိုရီးယားရဲ့နာမည်ကြီးခဲ့တဲ့ရှင်းနေဇလန်တွေလေးအကြောင်းပဲဖြစ်ပါတယ်တငယ်ချင်းတို့အကြိုက်တွေ့ကြမယ်လို့တော့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ဒီနိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီမှာပြန်လည်ဆုံတွေ့ကြမယ်